အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကမ္ဘာအကြီးဆုံး aquarium နဲ့တစ်ခုဖြစ်တဲ့ Sea Warriors Island အဘူဒါဘီကိုသွားလေ့ကျမှာဖြစ်ပါတယ်ဒီမှာအကောကဘယ်မောင်ပဲအေးပါမှာ discount လေးရတော့တော်လေးခဲ့ကြတာပေါ့နော်ဒီမှာပင်မျိုးစိတ်ပေါင်း150ကျော်လောက်ကိုသူတို့ကပြထားတာပေါ့နော်ဝင်ပါကနေပြီးတော့အပေါ်တော်တော်လိုက်တာနေမယ်တော်တော်လေးလာ decoration မြင်ရမှာဖြစ်တယ်ဒီတိကကလည်းသူက73ရက်နေ့အောက်တိုဘာအထိပဲ staff discount ရှိမှာပေါ့နော်ticket counter မှာ staff ID နဲ့ American ID ကိုပြလိုက်လို့ရှိရင်တယောက်ကို145ကျပ်နဲ့ ticket ဝယ်လို့ရပါတယ်နှစ်ယောက်တော့ခဲ့ကြပါဒီတင်းမှာပြထားတဲ့အရာတွေအကုန်လုံးကတကယ်ကိုကိုကကျွန်းလေးတစ်ခုဒါမှမဟုတ်လို့ရှိရင်ကျွန်းလေးနဲ့ကက်ရကန်စီလေးတစ်ခုရောက်ရလို့ခံစားရပါတော့ဒီမှာပြထားတဲ့ငမန်းတွေအကုန်လုံးငါးတွေအကုန်လုံးကို staff က assist နဲ့ကင်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကိတော့ကြောက်လို့မကင်ခဲ့ပါဘူးဒီဝင်ပေါက်ကနေပြီးတော့ဖြတ်သွားလို့ရှိရင်သူကဒီပြထားတဲ့ music တွေအကုန်လုံး display လုပ်ထားတဲ့နေရာရှိရပါတော့အဲ့နေရာလည်းတော်တော်လေးကိုလာတယ်တကယ်ပဲကိုကကာတွန်းတွေကိုရောက်သွားလို့ခံစားရပါတော့ကောင်းရည်တော့ကြည့်ကြမယ်သူ့မှာအမျိုးပေါင်းအများကြီးရှိရဆိုတော့လေရှိလို့လည်းမကုန်ဘူးအချိန်လည်းပေးရတယ်ပေါ့နော်ဖြစ်နိုင်လို့ရှိရင်တော့စောလေးသွားလိုက်တာပိုကောင်းတယ်သူစားဖွင့်တဲ့အချိန်ကနေပြီးတော့သွားပြီးတော့တနေ့ကုန်အချိန်ပေးပြီးလေနိုင်တော့ပိုကောင်းတယ်ပေါ့နော်ကိတူကရောက်သွားတဲ့အချိန်ကနေနောက်ကျသွားတဲ့တော့ကြောက်လို့မြင်နဲ့အကုန်လုံးလိုက်ပြီးတော့ပဲကြည်လိုက်တယ်ဒီအကောင်လေးတွေကလေပြင်မှာအကြီးကြီးပဲဒါပေမဲ့ TV ထဲမှာပါလို့မျိုးအစွဲကြီးတော့မရှိဘူးပေါ့နော်အစွဲလေးတော့ဖြတ်ထားလားဒါမှမဟုတ်ရှင်မရှိရလားတော့မပြောတတ်ဘူးဒါပေမဲ့အကောင်ကြီးအကြီးပဲလူတယောက်ရဲ့နှစ်ကိုယ်စားလောက်ရှိတယ် Sea Lion presentation ကတနာရီ Rocky Point မှာရှိပါတယ်ဒီတော့နည်းနောက်ကြောက်သွားတော့သွားပါတော့သူရဲ့ decoration ကအစားရင်ကုန်တင်ပေါ်တဲ့ကိုရောက်ထားတယ်လို့ရင်ကုန်တင်ပေါ်တဲ့မှာပဲကိုရီးယားနေလိုမျိုးခံစားရအောင်ထားပါတော့ဒါ tropical ocean နဲ့မှာလေလဘန်ရှုပ်ပြကြတော့သူကနိုင်ခွဲရနေပြီးတော့နိုင်မရှိပါတယ်ရမ်းချဖို့ကောင်းတယ်ဒီဟာပင်ကွင်းလေးပေါ့နော်ပင်ကွင်းအမျိုးအစားပေါင်းကလည်းသူက6မျိုးလောက်ရှိရဲအဲ့ဒီအခန်းရဲ့ temperature က1 degree ပေါ့နော်1 degree Celsius မှာရှိရဲသူတို့နေကိုထားရမယ့်အပူချိန်ကန်တက်တွင်မှာပဲသူတို့ထားတာပေါ့နော်အားကြောင့်စိတ်မြောင်အေးပါတယ်တကယ်လို့ကိုကအဲ့လိုမျိုးပဝါလေးပါလေးတော့ရွှေသွားနိုင်ရင်တော့ကောင်းတယ်အခန်းတော်တော်အေးကြနေလို့မရအောင်အေးရပါတော့ဒါကတော့စီးခဲ့ရတဲ့ roller coaster ဖြစ်ပါတယ်အပြင်မှာရှိပေမဲ့အရင်ကြောက်ဖို့ကောင်းတယ် micro ocean နဲ့တောင်းဒီမှာကြောက်ကစားစရာ3မျိုးလောက်ရှိရဲအကုန်လုံး GS လေးဆော်ရရတယ်ဝင်ကြီးထဲမှာအတိတ်ကထဲမှာဝင်ကြီးတွေအကုန်ပါပြီးသားဆိုတော့တနေ့ဟာတွေပါတခုမှကို additional fee ပေးစရာမလိုဘဲနဲ့ဆော်ရပါတော့နော်ဒါလေးတော်တော်တော့ကြာငါမှကန်နေပေါ့နော်လေးကြောက်ကြီးပဲအဲ့ဒီထဲကိုပို့ရောက်သွားလေကိုစိတ်ထဲမှာကိုတကယ်ကိုရေအောက်ထဲမှာဒီကုန်တင်ပေါ်မှာသွားနေရလေဖြစ်နေတယ်လို့ပဲခံစားရတယ်အရာလာတယ်တကယ်ကိုတဘာဝနဲ့ရေတက်ဝိုင်းနဲ့အနီးကပ်ဆုံးနေကြတဲ့အချိန်တွေပေါ့နော်ဒီနားလေးမှာအကုန်တန်းစီပြီးတော့တပုံရိုက်ကြတာပေါ့နော်တန်းစီပြီးစောင့်ရတယ်ဒါလေးတွေအရင်ရောမထူးကြဘူးမလားဟိုတက်လိုက်တီးစင်းလိုက်နေသူစောက်ထားတဲ့ပုံစံလေးတွေကလည်းတကယ်ဟုတ်လာတယ်သူ
သူကဝင်ပေါက်နဲ့ထွက်ပေါက်ကတပေါက်တည်းဆိုတဲ့အခါကျတော့ကိုဝင်ပေါက်ထဲမှာလဲပြီးလို့ပြန်ထွက်လာတဲ့အချိန်ဒီနေရာမှာပဲပြန်ရှုံတော့ဘောနော်ဒီနေ့ကိုလည်းလဲလို့ပြီးသွားပြီဆိုတော့ကျေးဇူးများတင်ပါတယ်အားလုံးကဒါroller coaster စီးနေသူတို့ရိုက်ထားတဲ့ပုံလေးမှတရားထည့်ထားလိုက်ပါတယ်